လုပ်ပွဲဆိုတာတကယ်ရှိလားဘရာသာတို့ကိုယ်တိုင်ရောလုပ်ပွဲဆော့ခဲ့ဘူးလားအားလုံးပဲမင်္ဂလာပါဗျာ Final Series ကနေကြိုဆိုလိုက်ပါတယ်လုပ်ပွဲဆိုတာတကယ်ရှိလားဆိုရှိတာပေါ့ဒီကကြီးမှာအကုန်လုံးလဲသိနေပြီလေလုပ်ပွဲတွေကစားနေတယ်ဆိုတာအကုန်လုံးလက်ခံနေပြီโอเคအဲ့တော့ဘရာသာကိုယ်တိုင်ရောလုပ်ပွဲဆော့ခဲ့ဘူးလားโอเคဒီနေ့ဗီဒီယိုလေးရပါတော့ကျွန်တော်အသက်17နှစ်အရွယ်မှာတည်းကျွန်တော်လုပ်ပွဲကစားခဲ့တယ်အဲကြောင့်ကျွန်တော်ဘောလုံးပွဲတွေကြီးနေအမြဲပြန်သတိရတယ်ကျွန်တော်စတင်မနေ့တနေ့ကလိုပဲခံစားရတယ်ဗျာဒီလားအဲကြောင့်အဲအကြောင်းအရာလေးကိုကျွန်တော်ဘယ်လိုပြောမလဲညီကိုတို့ကိုကျွန်တော် share ခြင်းလို့ညီကိုတို့ကလုပ်ပွဲကစားခဲ့ဘူးလားဆိုရင်သိချင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်တာဖြစ်ပါတယ်အဲ့တော့โอเคကျွန်တော်အကြောင်းလေးကျွန်တော်နည်းနည်းပြောပြမယ်ကျွန်တော်တို့ကငငယ်တော့ကျွန်တော်နေမှနေတာဟုတ်အဲချိန်တော့ဗျာဒီလား9ချက်10ခေတ်ကျွန်တော်အကြောင်းပါဆိုမိုးဖို့100ဆိုရင်တနေ့လုံးမုံအများကြီးစားလို့ရတယ်ရေခဲတို့တုံးမှာ20လား30လားမသိဘူးကျွန်တော်အခက်တော့ဆိုကျွန်တော်မဟုတ်တရားပိုင်းအများကြီးကစားရအခက်မှာကျွန်တော်တို့တရားကျွန်တော်ကျောင်းပိတ်ရမှာချင်းကန်တော့ကျွန်တော်တို့900ကြီးကန်တာဗောနော်900ကြီးကန်တော့အမှအဲတရားဟိုဘက်ကရွာအကောင်နဲ့ချင်းတယ်ကျောင်းမှာပဲချင်းတော့လုံးဝပွဲဖြစ်သွားပြီโอเคငါတို့ကျောင်းပိတ်ရကြရင်တော့ကန်မယ်ဗောနော်အဲ့တော့အဲရွာချင်းတဲ့ကောင်နဲ့ငနေနဲ့ကျွန်တော်နဲ့တခန်းနဲ့အဲနွားနဲ့ကျွန်တော်နဲ့တခန်းနဲ့ဟိုမှာဘေးချင်းကတ်ထိုင်တာအဲ့တော့အဲနွားကကျွန်တော်အဲနွားအရင်စတာဒီနွားကကျွန်တော်လာပြီးတော့အပေါက်လို့ကျွန်တော်စီမှာဆိုအခုခေတ်ဆိုလုံးပွဲပေါ့ကျွန်တော်တို့ဘက်မှာတော့အဲ့ချိန်တုန်းကနော်အဲ့ချိန်တုန်းကစဉ်းစားကြည့်တော့ပြတာကျွန်တော်တို့ငယ်လေးတုန်းကအဲ့ချိန်တွေကဒီလုံးပွဲဆိုတာရှိခဲ့တဲ့ကြောင်းကျွန်တော်ပြောပြချင်တာအဲ့ချိန်တော့ဘာလဲဆိုတော့ကျွန်တော်ငယ်လေးတုန်းကကျွန်တော်ဘက်မှာလုံးပွဲလို့အပေါက်လုပ်တယ်လို့ခေါ်တယ်ကျွန်တော်ဘက်မှာမင်းအပေါက်လုပ်မလားမင်းအပေါက်လုပ်မယ်ဆိုမင်းကငါတို့100ပေးမယ်ကန်လာလဲ600ကြီး900ကြီးတော့ပဲရှိတယ်ဗျာအဲ့ချိန်တော့600ကြီး900ဆိုကျွန်တော်မိုးဖို့တွေတော်တော်စုရတာနော်ကန်မဲ့4 5 6 9ယောက်ပေါင်းပြီးစုမှကျွန်တော်900လောက်ရတာမင်းအပေါက်လုပ်မှာမင်းအပေါက်လုပ်100ပေးမယ်ဆိုခလေးဆိုတော့ဘာသိမလဲအဲ့ချိန်တော့ကျွန်တော်အဲ့ချိန်မှာ100ရမယ်ဆိုတော့ကျွန်တော်လောက်ခဲ့တယ်အပွဲကိုအဲ့ကျွန်တော်ရွာပဲချိန်ကန်တာကျွန်တော်အဲ့တလင်းရှိတယ်ကျွန်တော်ကောက်လိုင်းနေပုံနဲ့တလင်းရှိတယ်အဲ့တလင်းနောက်ကြီးကြံတာလုံးဝရှယ်ဆုံးမှရှယ်လုံးဝအရာကြီးနေရပါဗျာတရားဒလိန်လုံးလို့ကြုံဆွဲအောင်ဘာလို့သိချင်မှတော့သိမယ်နေဘက်ကလူတွေဆိုတော့သိတယ်ကောက်လိုင်းပုံဖို့တော့နောက်ကြီးကြံတာကြီးနေတော့အဲ့မှာကျွန်တော်ကိုယ်တိုင်စိုက်ပြီးတော့ကျွန်တော်ကျုံတာပေါ့နော်ကျုံတော့ကျွန်တော်ရှေ့ကျွန်တော်ကခုလိုမျိုးတောင်ပန်ညာတောင်ပန်ဘေးတောင်ပန်တိုက်စင်မှုဒါလည်းမသိသေးဘူးကျွန်တော်ကရှေ့တန်းကစားတယ်အဲ့ချိန်တော့ကလေးတွေးနေပဲရှေ့တန်းကစားရတဲ့ရှေ့မှာနေတယ်ကျွန်တော်ယူဘလုံးရောကျွန်တော်ဟိုဘက်ကအပကုံလေးကန်ထုတ်ပြတယ်တခြားနေရာတွေကန်ထုတ်ပြတယ်အဲ့ဟိုကောင်တွေကကျွန်တော်ပြောဟိုမင်းအပေါက်လောက်တာလားဘာလားညာလားသိရမှာတယောက်ပြောကြပါဘောနော်အဲ့ချိန်တွေကကျွန်တော်ကိုယ်တိုင်အလုပ်ပွဲကစားအဲ့ပွဲတော့လည်းကျွန်တော်တို့ဘက်ကရှုံနေပြီးတော့ကျွန်တော်ပတ်စံတွေကလည်းရခဲ့တယ်ပေါ့နော်ဒါတော့တော့ဘရာသာကိုတကယ်ပြောယုံကြည်မျိုးကြီးကျွန်တော်အဲ့ကိစ္စကိုကျွန်တော်အမြဲတမ်းတွေးတယ်အမြဲတမ်းတွေးမိတယ်အမြဲတမ်းရည်တယ်ကျွန်တော်စစ်တယ်မှာမနေ့ကတနေ့ရလို့ပဲသိတာအဲ့ဒါကြောင့်ကျွန်တော်ဗီဒီယိုရိုက်ပြီးဘယ်လိုပြောမလဲတင်တာပေါ့နော်တကယ်ဟိုငါအဲ့ဒီတော့ဘယ်လိုစိတ်နဲ့များလောက်ခဲ့တာလဲပေါ့နော်ကျွန်တော်ကိုယ်တိုင်ကငယ်လေးနဲ့အပေါက်လောက်ခဲ့ဘူးတဲ့အဲ့ဒီတော့ကျွန်တော်အနူတော့မှလူကြောဆိုတော့ဘယ်တော့ကျွန်တော်ပြောအဲ့ဒီမှာကျွန်တော်ကဖုံးမပေါ်သေးဘူးအိမ်မှာ TV ပဲရှိရဲကျွန်တော်ကနေဘက်မှာနေရွာဘက်ဆိုတော့သတင်းစာတော့မရဘူးဘာမှမသိဘူးဘာကျန်တဲ့ knowledge ဘာမှသိလို့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဘက်မှာကအပေါက်လောက်တာကျွန်တော်ဒီခေတ်ဆိုလုံးပွဲပါကျွန်တော်တို့ဘက်အခေါ်အဲ့အချိန်တော့အခေါ်အပေါက်လောက်တယ်လို့ခေါ်တာပါအဲ့အပေါက်လောက်တာကျွန်တော်တို့ဘက်မှာခင်းစားနေပြီဘာမှလူသိလို့မဟုတ်ဒါပေမဲ့တသိန်းအဲ့လိုလို့ရင်ကျွန်တော်အပေါက်လို့ရတယ်လူကြီးလူငယ်ကလေးအကုန်လုံးအပေါက်လို့ကျွန်တော်ဆိုစနေ12နှစ်ရွယ်ကလေးတွေ level 2ကန်တာကျွန်တော်ကအပေါက်လို့တယ်ပါပြောချင်တာလုပ်ပွဲဆော့တယ်ပေါ့အဲ့ချိန်တော့ဆိုပြတာဖုန်းတွေတက်လီဘာမှမရှိတဲ့အချိန်မှာမင်းကလေးဆိုထုံစည်းကြုံမယ်ကြိုးခုံမယ်ယောက်ျားလေးဆိုချင်းခံမယ်ဘောကန်မယ်ကျွန်တော်အဲ့ချိန်မှာကျွန်တော်နည်းနည်းပြောစရာတခုရှိရပြအဲ့မှာကျွန်တော်လူကြီးတွေကိုကျွန်တော်စိတ်နိုင်တဲ့တစ်ချက်ကိုလည်းကျွန်တော်ထည့်ပြောချင်ကျွန်တော်ဘောကန်မယ်ဆိုနေဘူးတိုင်းမိုးရတာမသိဘူးပြတာတဘိုးရဲတပေါင်းကျွန်တော်မြန်မာလားဆိုရင်တဘိုးရဲတပေါင်းလာမျိုးတွေမှာတော့နေကင်းကြောင်တော့နေကင်း12နာရီဘာအရေးမှမကြီးတဲ့လေခွင်းပြီးမှကျွန်တော်တို့ကျုံတာဘောကန်လာဝန္ဒနာအဲ့လောက်ပါခဲ့တာဘောလုံးမှာပြတာကျွန်တော်တို့ဖုံးမနေမရှိဘူးကျွန်တော်လေးလာစရာကြီးမရှိခင်ကျွန်တော်အိမ်မှာတယောက်တည်းကျွန်တော်အလိန်ခေါင်းဒီပညာလေးကိုယ့်အောင်ကိုကျွန်တော်ထွင်ခဲ့ကျွန်တော်ပြောချင်တာလေးဒီလားကျွန်တော်လူကြီးတွေကိုကျွန်တော်စိတ်နာရီဆိုချက်အဲ့ဒါပဲဒီလားကျွန်တော်ဘောလုံးပွဲတွေရွေးတဲ့အချိန်မှာကျွန်တော်တို့ဝင်ရွေးတယ်အဲ့ချိန်မှာဘာလေးကျွန်တော်တို့ mindset တွေကိုရိုက်ထည့်လဲဆိုတော့အလိန်ကောက်တွေမလုံးနဲ့ကိုယ့်လောက်တဲ့ကို6လောက်တဲ့ဘောလုံးရောက်လာပြီဆိုရင်ရှေ့ကိုကန်တင်ပြီးအဲ့လိုမျိုးတွေကျွန်တော်တို့ရိုက်သွင်းခဲ့တယ်ရိုက်သွင်းခဲ့တော့ကျွန်တော်တို့ရဲ့အဲ့လိုမျိုးသူတို့စကားနားတော့အောက်ကိုမရွေးမှဆိုတော့သူတို့တွေအတွေ့အကြုံရှိတဲ့လူကြီးတွေဆိုပြီးသူတို့စကားနားထောင်ပြီးတော့ကျွန်တော်ရှေ့တွေကိုကန်တင်ပေးခဲ့လို့နော်ကျွန်တော်တို့မှာဘယ်လိုပြောရမလဲဟိုရှေ့ကိုရောက်အောင်ကန်နေပေးခဲ့လို့ကျွန်တော်တို့ဘာမှရုံမပေါက်ခဲ့ဘူးမဖြစ်တော့ကျွန်တော်တကယ်ပဲတွေးတိုင်းစိတ်နာအဲ့ဒီမှာ6လောက်တောင်ဘာမှအရေးချင်းမရှိတော့အဖြစ်မရှိတော့ခေါင်းကြီးငုတ်ပြီးတော့ဘောလုံးကိုတယောက်တည်းဆွဲပြီးသွားတာရှေ့မှာကြော်နိုင်တာလည်းမဟုတ်တဲ့ကောင်လေးအကောင်ကြီးကဗျာတရားအရွေးခံလိုက်ရတယ်တရားမျိုးနေရာတွေတိုင်းနေပြီးပါသွားတယ်ကျွန်တော်မပါပါဘူးတကယ်ပြပြတာကွင်းကြီးမှာကိုရေညွှန်းပြောရလို့ထင်တယ်ဘယ်တော့ကြိုက်တော့တယ်အမှန်တရားတစ်ခုတော့ပြောမယ်ဘာလို့ဆိုတော့ဘယ်လိုပြောရမလဲချိုးနေဆိုတဲ့စကားကြောင့်ကျွန်တော်တို့ခုလိုမျိုးတွေဖြစ်ခဲ့တာပါနော်တကယ်ကဘာမှပြောနေတာမဟုတ်အမှန်တိုင်းခုနောက်ပိုင်းတော့ကျွဲစရာကြီးကျွဲပလိုက်တော့မယ်ဘာလို့ဆိုတော့အမှားကြီးပါနော်ကျွန်တော်အဲ့ရွာလူတွေတကယ်ပြောကျွန်တော်ခုချိန်လမ်းတွေ့တော့မလုပ်စားဘူးကျွန်တော်စိတ်နာကျွန်တော်တို့တကယ်ပြောကိုကြီးမှာပြတာအဲ့ဒီမှာရွယ်တူကိုပြတာ၄-၅ယောက်ကိုအသားလေးကျွန်တော်လောက်ခဲ့ကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်အဲ့မှာဘောလုံးတစ်လုံးနဲ့ကျွန်တော်ထွင်ခဲ့တဲ့စကိအများကြီးရှိတယ်ခုချိန်ဆိုကျွန်တော် YouTube ကြည့်လို့ရတဲ့အချိန်မှာအခုချိန်မှာသိနေဆိုနေမာဘောလုံးအလိန်ကောက်စကေးနီးပါးကြီးကျွန်တော်အများကြီးလုပ်ခဲ့တယ်အဲ့ပြောရင်ဖင်ကောင်းကျယ်တယ်ပြင်မယ်ဒါပေမဲ့ကျွန်တော်တကယ်ပြောကျွန်တော်မှာ
အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တကယ်ပါရမီပါတယ်ဗျာတကယ်ပြကျွန်တော်အဲ့ကြောင့်အဲ့ချိန်မှာကြီးကကျွန်တော်အဲ့အသက်12နှစ်13နှစ်မှာကြီးကျွန်တော်နဲ့ရွယ်တူတန်းတူတွေကျွန်တော်ထမင်းစားရည်တော့အလိန်ခောက်တွေအများကြီးကိုကျွန်တော်လုပ်ခဲ့တယ်ကျွန်တော်ဘက်မှာဘယ်သူမှမလုပ်တဲ့အလိန်ခောက်ပုံစံမျိုးတွေကျွန်တော်လုပ်ခဲ့တယ်အဲ့ကြောင့်လေကျွန်တော်လူတွဲမှာလူကြောဖြစ်တယ်အဲ့ကြောင့်လေကျွန်တော်ကိုဘယ်လိုပြောမလဲအဲ့လိုမျိုးလာပြီးကန်လန်းတယ်ပြီးတော့ကျွန်တော်ရဲ့အဝေးကန်ချက်ကကျွန်တော်10လုံးကန်9လုံးမထောင်ဘူးဗျာငှက်ပစ်တဲ့ထုံးတယ်ကျွန်တော်ဘောမှာမရှိဘူးကျွန်တော်ခြေကုံကကန်လို့ငှက်ပစ်သွားတဲ့အလုံးဆိုတာဘောမှာဘယ်တော့မှမရှိခဲ့ဘူးဒါပေမဲ့တခုတော့ရှိရပါတော့ကျွန်တော်တို့ကစားတော့ကတော့ချီပြောင်ကစားခဲ့ရတာဘာလို့ဆိုတော့နေတော့မှာဗျာဘာရှိမှာကြုံတာပဲမြေကြီးကလည်းအမားကြီးလည်းဂုံကွာနဲ့ကစ်တာပဲခြီသေးလည်းကျွတ်တာပဲပြောချင်တာအမေ10လုံးကန်9လုံးအာမခံအဲ့လိုတော့ရှိရဲ့ကိုယ်တိုင်ကတကယ်ပြ individual ရကျွန်တော်ရဲ့ဘင်ကိုပါရမီရဘလုံးစွိုင်းမှာမခေခဲ့ဘူးဖုန်းတွေပါမရှိခင်အချိန်ကြီးကျွန်တော်ကိုယ့်ကိုအလိန်ခေါက်စကိတ်ကိုကျွန်တော်ထွင်းခဲ့တယ်အဲ့ဒါကြီးကကျွန်တော်ဖုန်းတွေကြည့်နိုင်တဲ့အချိန်15နှစ်လောက်မှာကျွန်တော်ဖုန်းဝယ်ပြီးဖုန်းထဲကနေအဲ့တော့ YouTube ပဲလည်းတေချာမကြည့်တတ်သေးဘူးပေါ့နော်အဲ့ဒီအချိန်မှာဖုန်းဝယ်နိုင်တဲ့အချိန်မှာကြည့်လိုက်တော့အမှစကိတ်တချို့တွေကကျွန်တော်လုတ်တဲ့စကိတ်တွေနဲ့လုံးဝမကွာဘူးပေါ့နော်သူတို့ကသိတတ်တာပေါ့ဗျာဒီ pro player ဒီ pro ကစားသမားဘဝစကိတ်နဲ့လုံးဝမကွာတာကိုကျွန်တော်တွေးလိုက်ရတယ်အဲ့မှာငါလည်းလုံနိုင်တာပဲဆိုတဲ့အတွေ့တော့ကျွန်တော်ဝင်ခဲ့အဲ့ဒါတွေကိုကျွန်တော်တို့လုတ်ခဲ့တော့ဗျာ10နှစ်17နှစ်17နှစ်ဆိုတဲ့ပတ်ဝန်းကျင်မှာလုတ်ခဲ့ကျွန်တော်တို့ဖုန်းဆိုတာဘာမှမသိဘူး keypad တော့မရှိရခင်မှာကျွန်တော်တို့လုတ်ခဲ့တာဖြစ်တယ်အဲ့ကြောင့်မလို့ခေပြောရသေးလားအဲကိုစိတ်တိုင်းကြတာကိုကစားခင်ကျွန်တော်ပါမှာလို့ဒီလားတကယ်ပြကျွန်တော်အနေထားတစ်ခုတည်းကြောင့်မှာအဲ့ရအဲ့ဘက်ကအကြံပေးလူကြီးတွေရဲ့မကောင်းမှုတွေကြောင့်တကယ်ပြတယ်ကျွန်တော်တို့တကယ်စုံစုံခဲ့ရတယ်လို့ပဲကိုခံစားရတယ်တရားခုချိန်မှာတော့ဘာလို့မပြောဘာလို့မကန်တာအခုတော့9နှစ်6နှစ်9နှစ်လောက်ဖြစ်နေကျွန်တော်အရွယ်အသက်17နှစ်12နှစ်ဘာသတင်းစာမှမပေါ့ဘာဖုံးမှမရှိရရင်မှာလုံပွဲတွေကစားခဲ့လုံပွဲကစားခဲ့ပါတယ်အဲကြောင့်ဒီဘောလုံးကပိုင်းလုံပွဲကစားရဲဆိုတာအထူးဆန်းပါဘူးဘာသာတွေရောလုံပွဲကစားခဲ့ဘူးလားကျွန်တော်လုံပွဲကစားပြီးကွန်မန့်လေးမှာရေးပေးကြပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်